ရဲ့တပြည့်များနဲ့တက်မတော်သားများအသက်ရှင်တန်ရေးမိမိပိုင်နယ်မြေတွေမဆုံရှုံးရေးတိုင်းပြည်ရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက်ရဲဘော်ရဲဘက်များနဲ့တူအသက်ဆွန့်တိုက်ပွဲဝင်လည်ရှိပါတယ်ဗျာတက်မတော်နဲ့တကွတက်မတော်သားများအပေါ်ထားရှိတဲ့တပည့်တော်ရဲ့တစ္ဆာမှန်ကန်ကြောင်းဘုရားရှင်ထံမှာတစ္ဆာပြုပါတယ်ဤတစ္ဆာစကားကြောင့်မျိုးဘာသာသာသနာနဲ့တကွတိုင်းပြည်ကိုဖျက်ဆီးမယ်မိစ္ဆာဒိဋ္ဌိကိုပြက်ပြက်သားသားအနိုင်ရပါစေဗျာကြာဆုံးလေပြီးတော့တက်မတော်သားများအားလုံးတည်တော်ငရဲမလားဆုဖြင့်ပြည့်စုံပါစေဗျာယောခဏနေညဒီကိုဘာလာလို့တာစကန်းကုန်းမှာရှိနေမှာမဟုတ်ဘူးခင်ဗျားရောက်နေရဆိုလို့ဒီကိုလာတာအရေးကြီးလို့လာတာဗျာဒီနေရာကိုရောက်အောင်လာဖို့ဆိုတာလွယ်တာမှမဟုတ်တာစစ်ကောင်စီရဲ့ drone တွေကလေပေါ်မှာတောက်လျှောက်ဝဲတယ်အပိုးလေးမပြောနေနဲ့စစ်တိုက်တယ်ဆိုတာအနေရများမဲ့လူတိုင်းသိခင်ဗျားမသိရရှိသေးတယ်ကျုပ်တို့ခံစစ်ဆင်ထားတယ်မကြီးရဲ့ဘက်မှာလူအင်အားမရှိတော့ဘူးခင်ဗျားထပ်ဖြစ်ပြီးမှစစ်နေတယ်မင်းတို့ကစစ်တိုက်နေမှာမဟုတ်လားထွက်ပြေးနေတာထွက်ပြေးရဆိုတာဘယ်သူတွေကိုပြောရလဲပလောင်နေလားမင်းတို့ကိုပြောနေတာအစိုးရခက်ပြော့ကောင်းနေဘူးလက်နက်ပေးကြင်တော့ပြေးမှာခင်ဗျားတို့ TNL တွေလည်းပြေးတာပဲလေပြေးတာမှာအတွဲလိုက်ကိုပြေးတာတခါပြေးရင်10ရောက်အယောက်20တွဲလေမဟုတ်ဘူးလားနည်းနည်းလေးဖိရင်တော့မှပဲရနေတဲ့3-5လေးတက်ကိုမင်းတို့နိုင်အောင်မတိုက်တာကိုယ့်ဘက်ကအနှုတ်ပြတော့တာကြောက်တတ်တဲ့ကောင်တွေကိုဘာမှအင်အားပေးစရာမလိုရတယ်လေပြီးတော့ပေါ့တကယ်ပဲထွက်ပြေးကြလားလူလေးဟုတ်တယ်ဦးတိုက်ပွဲကာလာတိတ်ကိုကြာသွားပြီစစ်ကောင်စီဘက်ကခံစစ်ကနေတိုက်စစ်ဖြစ်သွားတယ်ပြင်းရင်ပြေးမပြင်းရင်အသိခံဒါပဲရှိတော့တယ်ကျွန်တော်လည်းသွားရမယ်ဦးဟေးကျွန်တော်လိုပညာတတ်လူငယ်တွေကတနက်ကင်ပြီးတော့တိုက်နေကြမလို့ပါဘူးဗျာဒီလိုစာမတက်ပေမတက်အချိုင်းဆိုင်ကောင်းနေနဲ့ရှင်းပြီးတော့ကျွန်တော်စစ်မတိုက်တော့ဘူးဦးကျွန်တော်ဦးကိုနှုတ်ဆက်ပါတယ်လူလေးအိမ်ရောက်ပြန်ပါလူလေးလူလေးမသေးဘူးဆိုတဲ့အကြောင်းမိဘတို့အသိပေးပါကျွန်တော်တော့အေးကိစ္စတော့
比呀，你对我把他漏掉嘞？你啊，人为呢ထောင်လိုင်းလာလောက်တာလားဒီမှာတက်ကဖွဲ့ရှိရနော်နင်ဒီကနေလှည့်ပြန်သွားမသွားရင်နင့်ကိုငါကိုယ်တိုင်သူ့ရဲ့လက်ထက်အပ်မှာနော် ဒေါ်နုကျွန်တော်ပြောရလေတေချာနားထောင်ပါဦးဗျာကျွန်တော်အခု TNL လေးကမဟုတ်တော့ဘူးအဲ့ဒါနေကျွန်တော်ထွက်ခဲ့လိုက်ပြီ နင်ပြောတာငါမယုံဘူးနင်ငါ့ကိုမညာနဲ့နော်ညာရင်နင့်ကိုငါကိုယ်တိုင်တတ်မှာနင်ပြောတာအမှန်လားအမှန်လားလာအမှန်ဆိုငါနဲ့လိုက်ခဲ့လာ ဒါဆိုရင်မင်းတို့တွေကလင်းဝင်လာတော့ ဟုတ်တယ်ဗျာကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးအယောက်60လောက်ရှိသေးတယ်အားလုံးကတနုတွေကြီးပဲ သင်ပြောတာအမှန်ဆိုရင်ညို့ရဲ့တနက်တည်းရောငါထင်တာနင်တို့အရောက်ဝတ်ပြီးတော့ဒုက္ခပေးကြအောင် နင်းရလဲဟာတနက်ယူလိုက်ငါတေသွားမှာပေါ့ပြီးတော့ငါတို့ဒနုတွေကို TNL လေးကအားလုံးတနက်ပေးကင်တာမှမဟုတ်တာသမင်းချက်တူနာပြုပစ္စည်းထမ်းဒီလောက်ပဲလုပ်နေကြရလေဟာတနက်အများကြီးတော့ဘယ်ပါမလဲဟာ ဒီကွာဒါပဲနေမင်းတို့လင်းဝင်လာတာကိုငါချင်းနေတယ်မင်းတို့အားလုံးတက်ဆိုင်ရာစီရောက်ဖို့ပဲငါအကောင်းဆုံးကူညီပေး ကျေးဇူးတင်ပါတယ်ကိုရနောင်ချိုတောင်ခမ်းနဲ့ရွာငယ်တစ်လျှောက်ကို DPL လက်ထဲကိုအပ်မယ်ဆိုရယ် TNL ရဲ့မက်လုံးကြောင့်တည်ခဲ့ရတဲ့ကျွန်တော်တို့ဒုလူမျိုးတွေအတွက်ကျွန်တော်အများကြီးခံစားရလို့ပါဗျာကျန်တဲ့သူတွေကိုဆက်ပြီးကဲဖို့ကျွန်တော်လောက်အောင်အဲကြရင်အခုကျွန်တော်ကိုကူညီပေးပါအောင်နော် ဒီပါကွာစိတ်ချပါ ဒီရငါမေးစရာရှိလို့ဟိုလေကိုခန့်ကျော်တို့အမြောက်တက်ရောဘာဖြစ်သွားလဲကိုခန့်ကျော်တရင်ရောဘာထူးသေးလဲ နေစိတ်ပူနေရဆိုတာကိုငါနားလဲပါတယ်ဘိုးကြီးခန့်ကျော်ရဲ့တရင်ကိုတော့ငါ့ကိုလည်းပဲသိရပါမလဲကိုပါကိုတော့မသိအောင်မနေ့အတက်တူကြီးနေရတာတောင်ခမ်းအမြောက်တက်မတွေကြားဖို့ညီတက်တာသူတို့ရဲ့လက်ချက်ကြောင့်ဟိုကောင်တွေတောက်နဲ့တိတ်နေရတာ ဟယ်လို ဟယ်လိုအကိုဟယ်လိုချောပါအကိုရဲ့ ချောပဲရောက်ရက်ဆောင်ပါ မဟုတ်ဘူးအကိုရှိတဲ့နေရာကိုကြောခိုင်းနေဒုက္ခဝတိရဲ့ရှိဘက်ကိုထွက်မသွားခြင်း ချောစိတ်ချတော့မကြောက်ခင်မှာချောတို့တောင်ခမ်းကိုပြန်အောင်လုပ်ရအောင် ဒီကဖြစ်ချင်တာရန်သူကငါတို့လှုပ်ရှားမှုမသိအောင်တဖွဲ့ချင်းစုဖွဲ့လှုပ်ရှားမယ်ပုံမှန်လို့ထင်ရအောင်ငြိမ်သက်နေအဓိကချီတက်မဲ့လမ်းကြောင်းကတက်မောက်မှုအိမ်ရဲ့ဘေးကနေရန်နိုင်ကုန်းဝိုက်ပြီးတော့ချီတက်ရဲကုန်းကနေပြစ်တဲ့ပြစ်ကူနဲ့ပွိုင်းတက်ခွဲကညနေချင်းစာဖြစ်အဆက်တော်မပြတ်ဘူးထိခိုက်မှုမဆကကိုကနေ37နဲ့120ပြစ်ကူကိုအဓိကထားပြီးရဲဝုံလုံးထွေးတိုက်ခိုက်မျိုးကိုတော့ဗာမေးတယ် ရှိပါရဲ့အားလုံးကိုပြောချင်တာကခြေမိုးရင်းကြီးရောက်တာနဲ့နောက်မလဲပဲတိုက်ကြမယ်နှစ်ခါမသေးအောင်နှစ်ခါမတိုက်အောင်ရဲဝဲလုပ်ကြမယ်ဘဒူထိမစွဲနဲ့တိုက်စစ်အဟုန်မကြအောင်ပဲဥတီကြမယ်ရုံးပွဲကပထမဆုံးဘုံတိကြနဲ့စတိုက်ကြမယ် ကျွန်တော်ဆို ရှိပါပါ ဒရုန်းတက်ဖို့အခုလက်တွဲတိုင်းမဲ့တက်တွေအမြောက်တက်တွေရောရမခလက်အောက်ခံတက်တွေရောအစုံပါတယ်အမိန့်နာခံမှုရှိပြီးသားတက်တွေမျိုးစိတ်ချအခုငါတို့တိုက်မဲ့ဇင်ရော်ကုန်းကာကင်းတိုက်ပွဲအမြောက်တက်မဧရိယာတွေကနောက်ဆုံးတိုက်ပွဲမျိုးအားလုံးအောင်စိမ်မွေးပြီးရဲဝုံတိုက်ခိုက်ရှင်းလား
ပြစ်ပြီလားဒီလာမြောက်သင်ပြစ်ပြီမိုးကြိုးတန်ကောင်းပါလေမိုးကြိုးတို့စကန်နောက်ချမ်းမှာဝဲစားတွေတက်လာပြီငါတို့ရှင်းပေးဖို့အချိန်မမီတော့ဘူးအခုတစ်စိတ်ထုတ်ပြီးချက်ချင်းရှင်းဒါပဲမိုးကြိုးဒီကအမြောက်ပွဲကိုရှင်းခိုင်းလိုက်ပါမယ်ကောင်းပြီဆက်လုပ်ပါဒါပဲဒီကအမြောက်ပွဲနောက်တစ်ချောင်းသွားရှင်းမယ်တရားအမြောက်ပွဲအသိပြန်လားမင်းတို့တစ်ပွဲနဲ့စပ်ပြည့်မယ်တို့ပြန်ပြန်နောက်ကလည်းမင်းလိုက်ကြမယ်တို့ကလည်းရမယ်ပြန်တော့ဘာမှမဖမ်းဘူးအောင်ဒီမိုးကြိုးမိုးတော့ကောင်းလားမိုးကြိုးကအောင်ဒီမိုးကြိုးအတန်းကောင်းတယ်ဒါပဲရန်သူပြရရန်များရဲ့ကြာပြငါနဲ့ကြာကြောရသူ့ထားမယ်တရားအမြောက်ရှင်းကြည့်ကြကောင်းလို့ဆက်ပြပါဒါပဲဝီဒီယိုဆက်ပြမယ်ဒါပဲမိုးကြိုးတက်ကောင်းလားမိုးကြိုးကအောင်စီမိုးကြိုးအတက်ကောင်းတယ်ဒါပဲကျေးဇူးဆက်လက်ပြန်များတယ်ငါတို့ချိုးမရမယ်ဒါပဲမိုးကြိုးကအောင်စီပြင်ချက်ပေးပါဒါပဲအောင်စီကမိုးကြိုးပြင်ချက်ပေးမယ်ဒါပဲအောင်စီပြောရတာပဲအောင်စီကမိုးကြိုးညပြောရချပြောရပြပြဒါပဲမိုးကြိုးကအောင်စီညတရောရချတရောရပြစ်မယ်ဒါပဲညတရောရချတရောရတော့ခရီးလာမယ်တီဗီတာဝဲတရားဒီလားကျောင်းသုံးကြမဲတဲ့ဘယ်လိုရာတွေရောရာပြည့်မယ်ဒါပဲတရားအမြောက်တဲ့ဘိုးတော်မအောင်ကြီး
မိုးချိုတရောတော့ဖြစ်ပြီးကြည်သွားခြင်း30စက္ကန့်ဒါပဲမိုးချိုနေမွေးနေလေတက်တက်ပေးမယ်ညာကျော်ရပြစ်မယ်ဒါပဲမိုးချိုကအောင်စီညာတရောရပြစ်မယ်ဒါပဲရေကြီးတောင်းတောင်းကိုလာလာမိုးချိုဘယ်တော့ကောင်းလားမိုးချိုဒီပါလုံးနေငါတို့သိဝင်တော့မိုးချိုဟိုကနေပြည့်ပြီဘယ်မှာပြည့်တော့ဆက်တဲ့ပြတ်သားငါရွေရှာဒီမြေဟာတို့မြေဒီရေဟာတို့ရေ is booty ပါလေရာကျွန်းပေါ်ထုံးတဲ့ငါတို့ပြေအသက်နဲ့ခန္ဓာနေအခါရင်ထဲမှာဟစ်ကျွေးနေအတန်တွေလေးထဲမှာကြလာ